အာမိတဒါနရဲ့ဓမ္မဒါနရဲ့အာမိတဆိုတာပစ္စည်းဥစ္စာအသုံးအဆောင်တွေကိုအာမိတအဲ့ဒါတွေကိုလှူတာအာမိတဒါနပေါ့နော်ဓမ္မဒါနဆိုတာကတရားအသိဉာဏ်ရဖို့လှူတာအာမိတဒါနထက်ဓမ္မဒါနသည်အစာပေါင်းများစွာမြတ်တယ်ဟုတ်လားဘာကြောင့်လဲဆိုတော့အာမိတပစ္စည်းတို့ကြောင့်ဖြစ်လာတဲ့ချမ်းသာနဲ့ဓမ္မတရားကြောင့်ဖြစ်လာတဲ့ချမ်းသာဟာဘယ်လိုမှမနှိုင်းတာအောင်ကြွာချလို့ဟုတ်ရဲ့လားဒါကြောင့်ဓမ္မဒါနကိုလည်းကြိုးစားပြီးတော့ပြုကြရအဲ့တော့ဓမ္မဒါနဆိုတာဦးဇင်းတို့ရှင်းရှင်းပြောရရင်အသိဉာဏ်ကိုလှူတာပါပဲဟုတ်ရဲ့လားအဲ့ဒီလိုအသိဉာဏ်ကိုလှူတဲ့အလှူဟာအင်မတန်ကြီးကျယ်တယ်ကိုယ်တိုင်သူများကိုမဟောနိုင်မပြောနိုင်ဘူးဆိုရင်စာအုပ်တွေဘာတွေဝယ်ပြီးတော့လှူခွေတွေဘာတွေဝယ်ပြီးတော့လှူအဲ့ဒါဓမ္မဒါနဖြစ်တယ်အဲ့ဒါမင်းကွန်းစတော်ကြီးကဘယ်လိုရှင်းပြလဲဆိုတော့အဲ့ဒါဓမ္မဒါနဖြစ်တယ်တဲ့ကိုယ်တိုင်ဆေးမကုတတ်လို့ဆေးမပေးနိုင်ပေမလို့ဆေးနီးကလေးပေးလိုက်တယ်ဆိုရင်လည်းဆေးကိုပေးတယ်လို့ပါပဲတဲ့စာအုပ်စာတမ်းတွေလှူရတာကိုပြောတာဟုတ်လားဒါကြောင့်အာမိတဒါနတဲ့ဘယ်ဒါနကမြတ်တယ်ဓမ္မဒါနကမြတ်တယ်